ဖုံးကန်ကြီးတဲ့မင်းကလေးဆိုတာလူတိုင်းကမမြင်နိုင်တဲ့တန်ဖိုးတွေကိုယ်ထဲမှာရှိနေတူပါသူမတို့ရဲ့ဘဝကအမြဲလွယ်ကူနေတဲ့အသက်မဟုတ်ဘူးဘလို့အခက်အခဲမျိုးမဆိုအကောင်းဘက်ကိုပြောင်းနိုင်တဲ့စွမ်းအားရှိလို့ပါသူတို့တွေမှာဒီလိုလက္ခဏာတွေရှိတယ်တစ်ကိုယုံကြည်မှုရှိတယ်သူမတို့ကလူတွေပြောတဲ့စကားထက်ကို inner voice ကိုပိုနားထောင်တတ်တယ်နှစ်မကောင်းတာတွေကိုလက်မခံဘူး negative energy တွေ toxic relationship တွေကိုမလက်ခံဘူးဘယ်သူမဆိုဖြစ်ပါစေသူမရဲ့ inner peace ကိုအရန်တန်ဖိုးထားတယ်သုံးတနာကျင်နာတတ်တယ်သူမတို့ကတန်မာတယ်ဒါပေမဲ့အခြားသူတွေကိုလည်းနားလည်ပြီးကူညီတတ်တယ်လေးအချိန်ကိုတန်ဖိုးထားတယ်သူမတို့ကအချိန်ကိုမဖြုံးဘူးဘဝအတွက်အချိန်ကိုအတိတ်ပဲရှိအောင်အသုံးချတတ်တယ်ငါအခက်အခဲတွေကိုသင်ခန်းစာလို့မယူတယ်ကြာရှုံးရင်လည်းသူတို့အတွက်အဆုံးမဟုတ်ဘူး lesson အခုအနေနဲ့ယူပြီးပြန်တက်လာတတ်တယ်6ကိုဂယူဆိုင်တယ် body mind emotion အားလုံးကို balance ဖြစ်အောင်ထိန်းတတ်တယ်ခုံစိတ်ကောင်းရှိပြီးသူတစ်ပါးကိုမနာလို့မဖြစ်ဘူးအခြားသူတွေအောင်မြင်တာကိုမနာလို့မဖြစ်ပဲကိုယ့်အတွက် inspiration အဖြစ်မှတ်ယူတတ်တယ်shitကိုဘဝကိုကိုယ်တိုင်ဖန်တီးတယ်သူမတို့ကလက်ကိုစောင့်နေတဲ့သူတွေမဟုတ်ဘူးကိုယ်အနာဂတ်ကိုကိုယ်တိုင်တည်ဆောက်သွားတတ်တဲ့သူတွေဖြစ်တယ်ဖုံးကန်ဆိုတာမွေးကလေးကရှိတာတခုတည်းမဟုတ်ပါဘူးနေတိုင်းကိုလုပ်တဲ့ရွေးချယ်မှုတွေကနေတည်ဆောက်သွားနိုင်တာပါတင်လဲဒီအချက်တွေရှိနေပြီဆိုရင်တင်ကလည်းဖုံးကန်ကြည့်တဲ့ main ကလေးတယောက်ပါမယ်